ကုနေတာမြင်နေစောင့်ပေးပါခဏပါပဲ no complaint Just be yourself. Don't try to be someone else. What's up, village yoga? He gets timber deeper among the in split this, we need to agree with each other and make commitments. အီဂျစ်နိုင်ငံမှာရောင်းစားခံရတဲ့ဂျိုးဆက်ဆိုတဲ့နိုင်ငံသားလေးကသူများနိုင်ငံမှာဘယင်ဖြစ်သွားသေးတာပဲနိုင်ငံသားမှာရောက်နေတဲ့သူတွေအတွက်အားမငယ်ပါနဲ့ရေမှန်းချက်ကြီးကြီးထားပါရေမှန်းချက်ကြီးကြီးထားပါရေမှန်းချက်ကြီးကြီးထားပါအတီလည်းမရှိအလိုက်လည်းမတိတတ်ရင်သူများ limit control လုပ်တာခံရတယ်စီကံရှိတဲ့သူတွေကပဲကိုစီကံကိုပဲဖောက်နေကြတာစီကံမရှိတဲ့သူတွေကစီကံဆိုတာသူတို့မှမရှိတဲ့အတွက်စီကံမရှိတာမထူးဆန်းပါဘူးတောင်ပေါ်မှာပဲနေနေတောမှာပဲနေနေမြို့မှာပဲနေနေဘလောက်ပဲအောက်မှာရောက်နေပါစေဒေးဗစ်ဆိုတဲ့လူငယ်ကလေးကတိုးချောင်းသားလေးပဲဘယင်ဖြစ်သွားတယ်ဘယင်တင်လဲဘာမှမဆိုဖြစ်နိုင်တယ်Like this? Yeah, like this. Okay. 3, 2, 1. စီနာမပိုင်လေဘာမှတော့မပြောနဲ့ဖះအောင်လက်မခံဟုတ်တယ်ဆိုဟောမဟုတ်ဘူးဆိုလည်းမဟုတ်နဲ့ဒါပဲပြောပါThank you, Jesus.